ငါကျွန်တော်လက်ထဲကကြောက်စိမ်းပြကိုကြည့်ပြီးအဖေရဲ့ကြောက်စိမ်းပြဟုတ်ကြောင်းအတည်ပြုလိုက်တယ်ကျွန်တော်ကခင်ဗျားကကျွန်တော်ရောင်းလိုက်တယ်လို့ပြောတယ်မလားဒါကအဖေကျွန်တော်ကိုတေချာသိမ်းထားဖို့ပေးခဲ့တာကျွန်တော်ကဘာလို့ရောင်းရမှာလဲခင်ဗျားဘယ်မျက်လုံးနဲ့မြင်လို့လဲလို့ဒေါသတကြီးမိလိုက်တယ်အကိုကြီးကဘလို့ပဲဖြစ်ဖြစ်ဒီကြောက်စိမ်းကငါတို့ချန်ပီသားစုပိုင်တာပဲလို့ဝင်ပြောတော့ကျွန်တော်ကခင်ဗျားတို့အဲ့ဒီလောက်တောင်လိုချင်နေရင်လည်းယူသွားလိုက်ဆိုပြီးကြောက်စိမ်းပြကိုသူ့စီပြပေးလိုက်တယ်အဲ့ဒီနောက်အဖိုးစုံဘက်လှည့်ပြီးအဖိုးစုံခင်ဗျားကသူတို့နဲ့ပေါင်းပြီးမဟုတ်မမှန်တက်တည်ထွက်ဆိုတာရာဇဝတ်မှုမြောက်တယ်ဆိုတာသိလာလို့ချင်းချောက်လိုက်တယ်အဖိုးစုံလည်းအရန်လန့်သွားပြီးငါမဟုတ်ဘူးသူတို့ကငါ့ကိုငွေ90ပေးပြီးဒီလိုပြောခိုင်းတာလို့အမှန်တိုင်းဖွင့်ပြောလိုက်တယ်အကိုကြီးကအဖိုးစုံကိုပါဆက်ပိတ်ထားဖို့အော်ပေမဲ့အဖိုးစုံကငွေ90ကိုမြေကြီးပေါ်ပစ်ချပြီးထွက်ပြေးသွားတော့တယ်ကျွန်တော်ကခင်ဗျားတို့ရဲ့ငွေ90တန်တက်တည်ကြီးပြေးသွားပြီလေမလိုက်တော့ဘူးလားလို့လောင်လိုက်တယ်အကိုကြီးကမခံချင်စိတ်နဲ့ချန်အန်မင်းတိတ်မောက်မှမနေနဲ့မင်းရဲ့ငရှင်းကန်တွေငရှင်းပေါက်တွေဝဲတဲ့ပတ်စံဘဲကရတာလဲမင်းရှင်းရှင်းလင်းလင်းမပြောနိုင်ရင်လူခေါ်စစ်ဆေးခိုင်းရလိမ့်မယ်လို့ထက်ချင်းချောက်တယ်တကယ်တော့လွန်ခဲ့တဲ့တစ်နှစ်ကရွှေတုံးတွေကိုတွေ့ချိန်မှာဒါတွေကအဖေချန်ထားခဲ့တာမှန်ပေမဲ့ပတ်စံနဲ့ပတ်သက်ပြီးပြဿနာတက်လာမှာကိုကြိုတွေးမိလို့ကျွန်တော်ကြိုတင်ပြင်ဆင်ခဲ့တယ်အဲ့ဒီချိန်ကလောင်းချင်းပေါင်နဲ့ဆိုင်ကိုသွားပြီးဆိုင်ရှင်ကိုငွေထုတ်ကြည့်ပေးကဒီပတ်စံတွေအတွက်တရားဝင်ကြောက်စိမ့်ဆိုင်တစ်ဆိုင်ကနေကြောက်စိမ့်ရိုင်းတုံးတုံးဝဲတဲ့ပုံစံမျိုးလုပ်ပေးပါဈေးနှုန်းကိုခင်ဗျားတို့ပဲတတ်မှတ်လိုက်ကျွန်တော်ပတ်စံတပြားမှမလို့ချင်ဘူးပြေစာနဲ့အထောက်ထားပဲလို့ချင်တယ်လို့အကူအညီတောင်းခဲ့တာဖြစ်တယ်အခုပြစ်စုံကံကိုပြန်ရောက်တော့ကျွန်တော်ကခင်ဗျားတို့ကပတ်စံဘဲကရလဲဆိုတာတိတ်သိချင်နေတော့လေဒီနေ့အားလုံးရှိမှပြောပြမယ်ဒါပေမဲ့ပတ်စံကတရားဝင်ရလာတာဆိုရင်ခင်ဗျားတို့နှစ်ယောက်ကျွန်တော်ကိုလူပုံထဲမှာတောင်းပန်ရမယ်လို့ပြောလိုက်တယ်အကိုကြီးကအေးတကယ်လို့တရားမဝင်ရင်တော့ဒီငါရှင်းကန်တွေအကုန်ငါတို့ကိုပေးရမယ်လို့သဘောတူတယ်ကျွန်တော်ကလွန်ခဲ့တဲ့တစ်နှစ်ကခင်ဗျားတို့ကျွန်တော်ကိုအိမ်ပေါ်ကနှင်းချလိုက်တော့ကတောင်ပေါ်တက်ပြီးတတိသွားခုရင်ပုံစံထူဆန်းတဲ့ကြောက်တုံးတုံးကောက်ရခဲ့တယ်အဲ့ဒါကိုခရိုင်မျိုးပေါ်ကကြောက်စိမ့်ဆိုင်ကိုသွားပြတော့သူတို့ကကြောက်စိမ့်ရိုင်းတုံးဆိုပြီးငွေ6000နဲ့ဝယ်လိုက်တယ်အဲ့ဒီငွေ6000ကငါရှင်းငွေကိုအရင်ကြီးပဲလို့ရှင်းပြလိုက်တယ်အကိုကြီးကမင်းစကားကိုကလေးတောင်ယုံမှမဟုတ်ဘူးလို့ရေမောပြီးပြောတယ်အဲ့ဒီချိန်မှာပဲကျွန်တော်ကကြောက်စိမ့်ရိုင်းတုံးရောင်းရငွေ6000တိတိပြေစာကိုထုတ်ပြလိုက်တော့အားလုံးပါဆက်အဟောင်းသားဖြစ်သွားကြတယ်ပြေစာပြင်စီရှင်းကြောက်စိမ့်ဆိုင်ရှိမှာကြောက်တုံးကြီးပိုက်ပြီးရိုက်ထားတဲ့တပ်ပုံနဲ့တရားဝင်ဝယ်ယူခွင့်လက်မှတ်တွေကိုပါထုတ်ပြလိုက်တော့တက်တေတွေကညင်းစရာမရှိအောင်ခိုင်းလုံသွားတယ်ရွာသူရွာသားတွေကချန်အန်ကအိမ်ပေါ်ကနှင်းချခံရပြီးမှတန်ကောင်းသွားတာပဲလို့ဝိုင်းပြောကြတယ်အကိုကြီးလည်းပြောရမှမသိဖြစ်သွားတယ်ကျွန်တော်ကဒီအထောက်ထားတွေကိုခင်ဗျားတို့သွားစစ်ချင်စစ်လို့ရတယ်ကဲအခုမေးစရာမရှိတော့ရင်ကျွန်တော်ကိုတောင်းပန်တော့လို့တောင်းဆိုလိုက်တယ်အကိုကြီးကမျက်နှာပူပူနဲ့ချန်အန်မင်းတို့ကြပြားကောင်ကိုငါတို့ကတောင်းပန်ရမှာလားမင်းအခုလိုအသက်ရှင်နေတာငါတို့မိသားစုကျေးဇူးကြောင့်ပဲမင်းကလူမှန်ရင်ဒီငါရှင်းကန်တွေကိုငါတို့ကိုပြန်ပေးပြီးကျေးဇူးဆက်လိုက်အဲ့ဒါဆိုငါတို့နဲ့မပတ်သက်တော့ဘူးလို့အရှက်မရှိပြန်ပြောတယ်ကျွန်တော်ကခင်ဗျားတို့ကိုမရှင်းတကောင်တောင်မပေးနိုင်ဘူးလို့ပြက်ပြက်တတညင်းလိုက်ပြီးဦးလေးရန်ရွာလူကြီးစီသွားပြီးမဟုတ်မမှန်ဆွဆွဲမှုလူစုလူဝေးနဲ့လူရက်ဖို့စူးစမ်းမှုတွေနဲ့ရဲတိုင်ပေးပါလို့အကူအညီတောင်းလိုက်တယ်အကိုကြီးတို့အုပ်စုလည်းရဲတိုင်မယ်ဆိုတော့လန့်သွားပြီးအမြန်ထွက်သွားဖို့လုပ်ကြတယ်ကျွန်တော်အလုပ်သမားတွေကတားထားပေမဲ့ကျွန်တော်ကဒီနေ့ကငရှင်းရောင်းရမယ့်ကံကောင်းတဲ့နေ့ပဲဒီလိုလူတွေကြောင့်စိတ်နှောက်ယှက်မဖြစ်ပါစေနဲ့ပြီးထွက်သွားလိုက်ပါလို့ပြောပြီးငရှင်းတွေကိုဆက်ဖမ်းကြတယ်အကိုကြီးနဲ့အကိုလက်တို့ကဒေါသတကြီးနဲ့ထွက်သွားကြရင်အကိုလက်ကဒီကောင်ကလူပုံထဲမှာငါတို့ကိုအဆက်ခွဲတာပဲဒီတိုင်းလွတ်ထားမှလားလို့မေးတယ်အကိုကြီးကငါသူ့ကိုငရှင်းတကောင်မှရောင်းမထွက်အောင်လုပ်ပြမယ်လို့ကြုံသွားပြီးတထေးချောင်ဆိုတဲ့သူစီသွားတွေ့တယ်တထေးချောင်ရှိရောက်တော့အကိုကြီးကတထေးချောင်ဟိုချန်အန်ဆိုတဲ့ကောင်ကခင်ဗျားကိုဂရုမစိုက်ပဲသူ့ဟာသူငရှင်းကန်တွေလုပ်ပြီးဈေးကွက်ကိုဖျက်နေတယ်သူကခင်ဗျားကိုဘာမှမဟုတ်ဘူးလို့တော့ပြောသေးတယ်နောက်ဆိုငါရှင်းဈေးကွက်ကိုသူပဲထိန်းချုပ်တော့မယ်လို့မဟုတ်မမှန်တွေးထုံးမြောက်ပင်တယ်တထေးချောင်ကဒေါသထွက်သွားပြီးချက်ချင်းပဲချန်စီဆိုတဲ့သူ့တပည့်စီဖုန်းဆက်ကခွန်ရှမ်းရွာကလာတဲ့ငရှင်းမှန်တမျှတကောင်မှလက်မခံနဲ့လို့အမိန့်ပေးလိုက်တယ်အဲ့ဒီချိန်မှာဈေးကွက်ထဲရောက်နေတဲ့သူ့တပည့်ကဖုန်းလက်ခံရရှိပြီးတာနဲ့ရောက်နေတဲ့ငါရှင်းချင်းတွေကိုခြေထောက်နဲ့ကန်ချပြီးဒီမိုက်တွေအကုန်ပြန်တဲသွားလို့အော်ဟင်မောင်းထုတ်တယ်ကံပတ်မှာတော့တထေးအန်နဲ့တခြားကွဲသားတွေပြန်ရောက်လာပြီးချန်အန်ငါတို့ငရှင်းတွေကိုခရိုင်မြို့ပြင်ကိုတဲလို့မရတော့ဘူးတဲချင်းရင်ချင်းရွှေကုမ္ပဏီကိုဖျက်ရမယ်လို့တထေးချောင်ကအမိန့်ထုတ်ထားတဲ့ဒေတာတွင်ဈေးကွက်တွေကလည်းအကုန်ပြန်အန်းကုန်ပြီလို့စိတ်ပြက်လက်ပြက်လာပြောကြပါတော့တယ်